အားလုံးနားပါဝမ်းဆောင်မှာကျူးပါတယ်ဒီကျွန်တော်Toyota Alpha 2003လေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ Kia Sound နဲ့လဲတာလေးပေါ့နော်ကျွန်တော်တို့ဖြစ်တာတော့ကျွန်တော်တို့ဘောက်ကဖြစ်တာပါဒီကောင်ကကျွန်တော်တို့30ပေါင်နဲ့လာတာပါ30နဲ့လာတာပါနံပါတ်ကတော့โอเคအဲ့ဒါလေးကျွန်တော်အခု Kia Sound နဲ့ပြချက်ကလေးကျွန်တော်လုပ်ပြီးထားတာပါဘောက်ကတော့ကျွန်တော်တို့တော်တော်လေးနှိုက်ထားပါတယ်အဲ့တော့ကျွန်တော်အစီအမီအောင်လို့တော့အားလုံး original တိုင်းလေးကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်โอเคကျွန်တော်တော့ဘတ်နဲ့ကျွန်တော်တို့1 2 or 3 4မှာစောင်းတော့ဗောနော်โอเคလုံးဝငြိမ်စင်းသွားပြီဗောနော်ကျွန်တော်အဲ့ဒါဖြစ်တာလေးတော့ကျွန်တော်ရိုက်မထားတော့ဘူးဒါကျွန်တော်လုပ်ပြီးတာလေးဒါပေမဲ့ကျွန်တော်ဒီ gear စောင်းတဲ့ဟာလေးကိုကျွန်တော်မတင်ပြစ်တာဗောနော်တော်တော်မတင်ပြစ်တာဗောကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်တကကျွန်တော် RAV4 တွေရော Epson တွေရောဒီ Alpha တွေရောကျွန်တော်လုပ်ပေးနေတာဗောနော်โอเคနေရနေပြီးတော့လှုပ်ချင်လဲဆိုလဲကျွန်တော်ဆက်သွယ်ပြီးတော့ workshop ဝါရင်းဆရာများဆက်သွယ်ပြီးတော့လုပ်လို့ရပါပြီโอเคအားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံကြတော့ဗောနော်